ဒီလူဟာတိတ်တိုက်ဆိုင်ဆိုင်ပဲအဖိုးရဲ့လက်ထဲမှာရှိတဲ့ပန်းချီကားဟာအတူဖြစ်နေတာကိုတတိထားမိပါတယ်သူဟာပန်းချီကားကိုတစ်ချက်တည်းပဲဝေ့ကြည့်လိုက်ပြီးဘာမှမပြောဘဲနေဖို့ကိုပဲရွေးချယ်ခဲ့တယ်ဒါပေမဲ့ကန်ဆိုးချင်တော့အဲ့လိုကြည့်လိုက်တဲ့အကြည့်ကိုအဖိုးရဲ့ညီလေးကမြင်သွားခဲ့ပြီးအဲ့ဒီအကြည့်ကဘာကိုဆိုလိုတာလဲဆိုတာကိုချက်ချင်းပဲမြင်မြန်ပါတော့တယ်အမှန်တော့ဒီလူဟာသူတို့နဲ့ပတ်သက်ဖို့စိတ်ကူးချပေမဲ့အဲ့ဒီအမျိုးသမီးကတစွတ်ထုံးနိုင်လုံးပြီးပြောဆိုတဲ့စကားတွေကလည်းပိုပြီးတော့ကြမ်းတမ်းလာခဲ့တယ်အဖိုးကိုယ်တိုင်တော့ပါဝင်လာပြီးဘာဖြစ်လို့ပန်းချီကားကိုအဲ့ဒီလောက်တော့အထင်သေးတဲ့အကြည့်နဲ့ကြည့်ရတာလဲလို့နေခဲ့တယ်အဲ့ဒီအခါမှာတော့သူကဒီပန်းချီကားဟာအစ်စ်မဟုတ်ဘူးလို့အေးအေးဆေးဆေးပဲရှင်းပြလိုက်တယ်အဖိုးကတော့ချက်ချင်းပဲရင်းဆိုခဲ့တယ်ဒါဟာမဖြစ်နိုင်ဘူးလို့သူကအခိုင်အမာပြောခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူဟာဒီပန်းချီကားကိုအများကြီးအကုန်အကျခံပွဲယူခဲ့တာဖြစ်ပြီးနာမည်ကြီးပညာရှင်တဦးစီကနေစစ်ဆေးပြီးသားမို့လို့ပါပဲအဲ့ဒီစကားကိုကြားတဲ့အခါမှာတော့ဒီလူဟာခက်ပြုံးပြုံးလေးလုပ်လိုက်ပြီးဆက်ပြီးရှင်းလို့ပြတော့ဘူးဒါပေမဲ့အဲ့ဒီအမျိုးသမီးကတော့ဒါနဲ့တည်းမကြည့်နိုင်ဘူးသူကဒီလူဟာသူ့ကိုလှောင်ပြောင်းနေတာလို့အခိုင်အမာယုံကြည်နေပြီးဒီလူကိုတင်းနှစာတစ်ခုပေးဖို့အတွက်ချက်ချင်းပဲကြိုးစားလိုက်တယ်ဒါပေမဲ့သူမဟာနေရာတည်းတောင့်တသွားပြီးဒီလူရဲ့ဖိအားပေးမှုအောင်မှာဘာမှမလုပ်နိုင်တော့ဘူးဒါကိုမြင်လိုက်ရတဲ့အဖိုးဟာအတော်တုန်လို့သွားတယ်ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ကလည်းကိုယ်ကပညာရှင်တဦးဖြစ်နေတာကြောင့်ဒီလူရဲ့အတွင်းအားဟာတိုက်တာလို့မရနိုင်အောင်နဲ့ဆိုင်နေတာကိုရှင်းရှင်းလင်းလင်းခံစားလိုက်ရလို့ပဲသူဟာသူ့မိန်းမလေးကိုချက်ချင်းပဲဆွဲထုတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲတပ်တော်ဆောင်တွေကလည်းသူ့ရဲ့လက်နက်တွေကိုထုတ်လိုက်ပြီးအချင်းဝင်းတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြတယ်ဒါပေမဲ့အဖိုးကတော့သူ့မိန်းမလေးကိုချက်ချင်းတောင်းပန်ဖို့အမိန့်ပေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့လက်နက်တွေကဒီလူကိုဒဏ်ရာရစေနိုင်မလားဆိုတာသူမသိကြဘူးအကယ်၍ဒဏ်ရာရစေနိုင်ရင်တောင်မှသူ့မိန်းမလေးရဲ့လုံခြုံရေးကိုသူအာမမခံနိုင်လို့ပဲအဲ့ဒီအမျိုးသမီးဟာလုံးဝမကျေနပ်ပေမဲ့လည်းအတန်တိုးလေးနဲ့ပဲတောင်းပန်လိုက်ရတယ်သူကလည်းနောက်တစ်ခါဒီလိုမျိုးထပ်မလို့ကိုတတိပေးလိုက်တယ်တကယ်တော့ဘယ်သူမှသူ့အပေါ်ကိုလက်ရောက်ကိုမဝေ့ရေးကြဘူးလေအဲ့ဒီစကားတွေပြောပြီးတာနဲ့သူကလက်အောက်ကိုတစ်ချက်လေးပဲရိုက်လိုက်တယ်ကြောက်မဲ့ပွဲကောင်းတဲ့စွမ်းအားတစ်ခုဟာအားလုံးကိုမြေပြင်ပေါ်ကိုလွင့်ထွက်သွားစေခဲ့တယ်အဖိုးဟာလုံးဝကိုအံ့အားသင့်သွားရတယ်ဘာလို့လဲဆိုတော့သူဟာဒီနာရီလာပြင်ပကိုထုတ်လွှတ်တဲ့အတွင်းအားကိုမှတ်မိသွားလို့ပဲဒါဟာအစိမ့်နဲ့စရာကြီးတွေပဲတက်မြောက်တဲ့နည်းပညာတစ်ခုဖြစ်တယ်သူဟာချစ်ချင်းပဲစိတ်ရင်းအမှန်နဲ့တောင်းပန်လိုက်တယ်ဒီလူကလေဒီကိစ္စကိုအလေးမထားတာကြောင့်အဖိုးဟာစိတ်အေးသွားတယ်အဲ့ဒီနောက်မှာတော့အဖိုးကဒီပန်းချီကားကဘာကြောင့်အတူဖြစ်ရတာလဲဆိုတာကိုနှိမ့်ချစွာနဲ့မြင်နေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ပညာရှင်အများကဒါဟာအစ်စ်ပါလို့အတည်ပြုထားခဲ့လို့ပဲအဖိုးရဲ့ရိုးသားမှုကိုမြင်တဲ့အခါမှာတော့သူကလက်တွေ့သက်သေပြကိုဆုံးဖြတ်လိုက်တယ်သူဟာသူ့ရဲ့အတွင်းအားကိုထုတ်သုံးပြီးပန်းချီကားကိုလက်ညှိုးနဲ့တစ်ချက်တုပ်လိုက်တယ်အဲ့ဒီအခါမှာတော့ပန်းချီကားတွေကနေနိုင်လုံးချင်းတပင်ထွက်လာခဲ့တယ်သူကရှင်းပြလိုက်တယ်ဒါဟာလူလုပ်ပစ္စည်းတစ်ခုဖြစ်တယ်နိုင်လုံးပဲဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ကပန်းချီကားတစ်ကြိမ်မှာဒါမျိုးရှိနေလို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးအဲ့ဒီတော့မှအဖိုးဟာသူ့အလင်းခံလိုက်ပြီဆိုတာကိုသဘောပေါက်သွားပြီးပန်းချီကားကိုပြန်သိမ်းဖို့သူ့ညီမလေးကိုခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာပဲဒီလူဟာပန်းချီကားထည့်ထားတဲ့တက်တာထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုတတိထားမိသွားတယ်အဲ့ဒီထဲမှာပလားတစ်လုံးဖုံးကွယ်ထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီပလားဟာသူ့ရဲ့ကျင့်စဉ်ကိုတိုးတက်စေဖို့အထောက်အကူပြုနိုင်တဲ့အရာပဲဒါကြောင့်သူကအဖိုးအိုစီကနေအဲ့ဒီတက်တာကိုတောင်းလိုက်တယ်အဖိုးအိုကလည်းဘာမှမတော်စတဲ့ပဲပေးလိုက်တယ်အဲ့ဒီလိုရဲရဲဆက်ဆက်ပေးလိုက်တဲ့အတွက်သူကလည်းအဖိုးအိုကိုတောင်းဆိုချက်တစ်ခုတောင်းဆိုနိုင်တယ်လို့ပြီးပေးလိုက်တယ်အဖိုးအိုဟာအရန်ကိုဝမ်းသာသွားပြီးသူ့မိန်းမလေးကိုတပည့်အဖြစ်လက်ခံဖို့ချက်ချင်းပဲအကြံပြုလိုက်တယ်စကားကလည်းထွက်သွားပြီးချစ်လို့သူဟာငင်းတယ်လို့မရတော့ပဲမတက်တာတဲ့အဆုံးတပည့်အနစ်ကိုလက်ခံလိုက်ရတယ်လင်းရင်ဘောကဆင်းနေတာနဲ့သူဟာသူ့ရဲ့ချစ်သူစီကိုတန်းပြီးသွားခဲ့တယ်ဒါပေမဲ့သူထိုင်လိုက်တာနဲ့တပြိုင်နက်ရောက်ခလောင်ကသူ့ကိုအထင်အမြင်သေးတဲ့အကြည့်နဲ့ကြည့်တော့တယ်လူတိုင်းမသိကြတာကတော့ဒီလူဟာလူဝင်စားတူဖြစ်နေတာပဲသူ့ရဲ့အရင်ဘဝတုန်းကသူဟာသူ့ရဲ့ချစ်သူနဲ့တထဲစားတူကြောင့်တက်ဖြတ်ခြင်းကိုခံခဲ့ရတယ်ဒါပေမဲ့သူဟာမသိဆုံးနဲ့မသိနိုင်တဲ့အရှင်သခင်ရဲ့စွမ်းအားတွေနဲ့ပေါင်းစည်းပြီးပြန်လည်မွေးဖွားလာခဲ့တာပဲဒီတစ်ခေါက်လာရတဲ့အကြောင်းရင်းကတော့ကလက်ချဲဖို့အတွက်ပဲဖြစ်တယ်ဒါကြောင့်သူဟာရောက်ခလောင်ရဲ့ရဲကဲစကားတွေကိုလုံးဝဂရုမစိုက်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲတထဲစားကပန်းစည်းတွေနဲ့ရောက်လာပြီးသူ့ရဲ့မျက်စိရှိရင်ပဲသူ့ချစ်သူကိုပြောင်းချခြင်းယူနေခွင့်နေတော့တယ်သူကတော့လုံးဝမစိတ်မဆိုးခဲ့ဘူးသူမှဒီကစားပွဲကိုကစားဖို့အချိန်ကြီးအများကြီးရှိနေတာကိုသူဟာအေးအေးဆေးဆေးပဲဘေးကိုဖယ်ပေးလိုက်ပြီးတိတိဆိုင်မန်တဲ့တစ်ခုကိုရွတ်လိုက်တယ်နောက်တစ်ခဏမှာပဲတထဲစားဟာသူ့ဘက်ကိုသူပြန်ကန်လိုက်ရပြီးအခန်းလုံးကလည်းမခံမရနိုင်အောင်နန်းစောတဲ့အနံ့တွေပြန့်နှံ့တော့တယ်တထဲစားဟာအရှက်ရပြီးထွက်ပြေးခဲ့ရတယ်မိသားစုတွေကလည်းသူ့နောက်ကိုအပြေးဝလိုက်သွားကြတယ်ဒါပေမဲ့တထဲစားကကားတစ်ခါကိုကန်လိုက်တဲ့အချိန်မှာပဲသူကလက်ညှိုးနဲ့တစ်ချက်ထိုးပြလိုက်ပြန်တယ်ချက်ချင်းရှေ့ဘင်းကပေါက်ထွက်သွားတော့တယ်အားလုံးဟာပေါက်ဆောက်ဟောင်းသားနဲ့အံ့အားသွားကြတယ်တထဲစားကတော့ဒီနေ့ဘာဖြစ်လို့ဒီလောက်တောင်ကန်ဆိုးနေရတာလဲဆိုပြီးလုံးဝကိုကြောင်တောင်ဖြစ်နေတော့တယ်တကယ်တော့တကယ်ကန်ဆိုးရဲ့မိုးတွေကအခုမှစတင်ရုံပဲရှိသေးတာကိုတော့သူမသိရှာဘူး